ရတာမဟုတ်ပေမဲ့ရွှေရင်အသေးမှရင်ကလေးဆွဲသလိုခါနေအမေရှိတဲ့ဒီမြေအဖေရှိတဲ့ဒီမြေဆွေတွေမျိုးတွေအပေါင်းအသင်းတို့ရှိတဲ့ဒီမြေဆရာသမားများလည်းဒီမြေမှာရှိနေကြတယ်ကျွန်တော်သာဒီမြေကျွန်တော်လေးမခွဲကြည့်မိမယ်မလွဲသာလှတဲ့ဘဝချင်းခွဲခွာခဏနေကြပြီအောင်မလေးကျွန်တော်ချစ်တဲ့ကျွန်တော်စာတီးနေတိုင်းမှာကျွန်တော်လွမ်းကနေအစိမ်းအောင်ရှက်တန်းနဲ့စိတ်တောင်တော်ရန်ကြီးတွေတသွေးသွေးစီးနေတဲ့မြေတာဆန်းရဲ့ရှုမျိုးမစုံနိုင်တဲ့လေယာပွေးကြီးတွေတန်တာတာတဲ့ဆက်နေတဲ့ကြီးမတူအတန်တွေမျက်စိထဲမှာမြင်အောင်ကနေကျွန်တော်နားထဲမှာကြားအောင်ကနေကျွန်တော်စာတီးကျွန်တော်လေးမခွဲခြင်းမလွဲသာလှတဲ့ဘဝချင်းခွဲခွာခဏနေရပြီအောင်မလေးကျွန်တော်ချစ်တဲ့ကျွန်တော်စာတီးဘဝရွှေစာတီးခင်းနေတော့လေပဝင်းကြီးရှုမြောင်ကြီးလို့ကျွန်တော်မြင်ဝင်းမှာပြေးချင်ရဲ့အဝင်းမလေးရွာကိုမြင်ရပြန်တော့အမေရွာရဲ့နေရတော့လို့ကျွန်တော်လမ်းအောင်မိပဲအမေရွာကတော့မကြားနိုင်ပါပဲကျွန်တော်ရင်ထဲမှာလွမ်းသိမပြေဩဘဝရှိရင်ဒီမှုခဏတာခွဲခွာနေရအောင်လို့မလေးလောကသခုလူဘုံမလေးဝမ်းသာဝမ်းနဲ့စီရဲ့ချမ်းသာခွဲခွာဆုံးနေတို့လူရှင်တွေကနေဝမ်းသာနေသူတွေလည်းဝမ်းနေခဲ့ဘူးပဲဝမ်းနေနေသူတွေလည်းဝမ်းသာခဲ့ဘူးပဲချမ်းသာနေသူတွေလည်းဆင်းရဲခဲ့ဘူးပဲဆင်းရဲနေသူတွေလည်းချမ်းသာရမည်မှမသွေးခွဲခွာခြင်းဆိုတာလည်းဆုံးဖြတ်ခြင်းမှဖြစ်လာရပြီဆုံးဖြတ်မှုဆိုတာလည်းခွဲခွာခြင်းရဲ့ပြပြခဏနေတို့တွေခုနေခွဲခွာရပြီမဲ့တနေ့မှပြန်တွေ့ရမယ်လေစောင့်နေတော့အမေရောကြီးညမကြပြန်လာခဲ့ပါမလို့ရတာမဟုတ်ပေမဲ့ရွှေရင်အသေးမှရင်ကလေးဆွဲသလိုခါနေအမေရှိတဲ့ဒီမြေအဖေရှိတဲ့ဒီမြေဆွေတွေမျိုးတွေအပေါင်းအသင်းတို့ရှိတဲ့ဒီမြေဆရာသမားများလည်းဒီမြေမှာရှိနေကြပြီကျွန်တော်သာဒီ
လေးမခွဲကြည့်မိမယ်မလွဲသာလှတဲ့ဘဝချင်းခွဲခွာခဏနေကြပြီအောင်မလေးကျွန်တော်ချစ်တဲ့ကျွန်တော်စာတီးနေတိုင်းမှာကျွန်တော်လွမ်းကနေအစိမ်းအောင်ရှက်တန်းနဲ့ဒီတောင်တော်ရညီတွေသွေးသွေးစီနေတဲ့မြေတာဆန်းရဲ့ရှုမျိုးမဆုံးနိုင်တဲ့လေယာဝင်းကြီးတွေတန်တာတာတည်ဆက်နေတဲ့ကြီးမြတ်တို့အတန်တွေမျက်စိထဲမှာမြင်အောင်ကနေကျွန်တော်နားထဲမှာကြားအောင်ကနေကျွန်တော်စာကြည့်နေကျွန်တော်လေးမခွဲကြည့်မေမလွဲသာလှတဲ့ဘဝချင်းခွဲခွာခဏနေရပြီအိုးမလေးကျွန်တော်ဖြစ်တဲ့ကျွန်တော်စာတီးဘဝလွဲစာပြီးခင်တော်လေးပဝင်းကြီးရှုမြောင်ကြီးလို့ကျွန်တော်မြင်ဝဲမှာပြေးချင်ရပြီဝဲမှာရွာကုန်ကြီးရပြန်တော့အမေရွာရဲ့နေရတော့လို့ကျွန်တော်လမ်းအောင်မိပဲအမေရွာကတော့မချနိုင်ပါပဲကျွန်တော်ရင်ထဲမှာလွမ်းသိမပြေအိုးဘဝရှိရေးပြီမို့ခဏတာခွဲနေကွာဒီရအောင်တော့မလေးလောကတစ်ခုလူကိုမှလေးဝတ်တာဝမ်းနေစီရင်ချမ်းသာခွဲခွာဆုံးနေတို့သူရှင်တွေကနေဝမ်းသာနေသူတွေလည်းဝမ်းနေတယ်ဦးပဲဝမ်းနေနေသူတွေလည်းဝမ်းသာခဲ့ဦးပဲချမ်းသာနေသူတွေလည်းဆင်းရဲခဲ့ဦးပဲဆင်းရဲနေသူတွေလည်းချမ်းသာရမည်အမှန်မသွေးခွဲခွာခြင်းဆိုတာလည်းဆုံးဖြတ်ခြင်းမှဖြစ်လာရပြီဆုံးဖြတ်မှုဆိုတာလည်းခွဲခွာခြင်းရဲ့မြစ်ဖြားခံနေတို့တွေတစ်ခုနေခွဲခွာရပြီဒီမဲ့တနေ့မှပြန်တွေ့ကြမယ်လေစောင့်နေတော့အမေရွာရဲ့ညမချပြန်လာ